တရဏဂုံနဲ့တည်ရင်နတ်ပြည်ရောက်ဖို့ကျိန်းတည်တယ်လို့တရဏဂုံကိုသာယွတ်နေဘဲဥပစ္စေတွေကဘဲတည်ချင်းစိုးနဲ့မှမတည်စေရဘူးတည်ကြတဲ့လက်တွေ့တစ်ခုပြောမယ်ဟိုးဂျပန်ခေတ်ဒုတိယကမ္ဘာစစ်ကြီးတွင်ကဘုန်းကြီးတို့ရွှေဘိုဒီပဲရင်မြို့နယ်မှာကျွန်းရင်းရွာဆိုတာရှိတယ်အဲ့ဒီရွာမှာကျောင်းထိုင်တဲ့ဘုန်းတော်ကြီးကဥဝရမတဲ့ဘုန်းကြီးလောက်ရတာမလွယ်ဘူးအစရိုးစီတစားတစားတိုးစီဆိုတဲ့အတိုင်းဘုန်းတော်ကြီးဥဝရမဟာရိုးလဲရိုးသားတယ်ရက်ရွာနဲ့ပဲဒကာဒကာမတွေကိုပြောဆိုဆုံးမလို့ကြောင်းကန်လဲတစားတစားတိုးတက်တယ်လို့ဆိုတယ်အချိန်ခါကတရားမရှိဓာမရှိခစ်ပြက်ခစ်ဆိုကြီးဆိုတော့ဟိုနယ်ဒီနယ်မှာခိုးဆိုးလူရဲ့တိုက်ခိုက်မှုတွေလည်းများတယ်ဘုံကြီးတော့ပါတော့မချောင်ကြတော့ဘူးတညတနိုင်လာကလည်းတာတာလူဆိုးတစုဟာလက်နဲ့ကိုစီကန်ဆောင်ပြီးကျွန်းရင်းရွာဘုံကြီးဥဝရမကျောင်းထဲဝင်လာကြတယ်ကျောင်းထဲရောက်တယ်ဆိုရင်ပဲအေးချမ်းစွာနေလေးရှိတဲ့ဘုံကြီးဥဝရမကိုကျိုးတွေနဲ့တင်းကျပ်စွာတုံနှောင်ပြီးတောကြီးတစ်ခုလည်းဆွဲခေါ်သွားကြတယ်တောကြီးတနေရာရောက်တော့အရက်ခိုင်းလို့ရက်ပြီးကြည့်လိုက်တဲ့အခါအစင်သင်းကြိုတင်ပြီးကျင်းနဲ့ကြီးတူးထားတာကိုတွေ့ရတော့တာပဲဘုံကြီးကမင်းတို့ငါ့ကိုဘာလုပ်ကြမလို့လဲလို့မေးတော့ကိုရော့ကိုတက်ပြီးဒီကျင်းနဲ့မြုပ်ဖို့ပဲလို့လူဆိုးများကမဆုတ်မဆိုင်ဟုတ်တိုင်းမှန်ရပြောကြတယ်အေးမင်းတို့ငါ့ကိုတက်ချင်လဲတက်ကြပါငါ့ဘက်ကရှိနေမှာတော့ခံရမှာပေါ့ဒါပေမဲ့ခဏလောက်ဆိုင်းငံ့ကြပါဦးငါဖះဝတ်တက်ပြရစီအောင်လို့ပြက်ပြက်ရှင်းရှင်းရဲရဲတင်းတင်းပဲပြောဆိုခွင့်တောင်းလိုက်တယ်ဘုန်းကြီးဦးကရမကလည်းတရဏဂုံဆွဲထုံထားတဲ့ဘုန်းတော်ကြီးတစ်ပါးဆိုတော့ခုလဲတေးရမယ့်အရေးကိုတွေးပြီးကြောက်မနေအောင်ဘူးကြောက်လို့လည်းရမှာမဟုတ်တဲ့တူတူတရဏဂုံနဲ့မဲငါးဘဝကိုညီကုံချုပ်စေရမယ်လို့ကြိုတင်ပုံစံချထားခဲ့တယ်လို့ပဲလူဆိုးများကခွင့်ပေးတာနဲ့ချက်ချင်းအဲ့ဒီတွင်းနှခမ်းမှာပဲစောင်းကြောင်ထိုင်ဖះကိုရီမှတ်ပြီးလက်အုပ်ချီကြောလိုက်တယ်မျက်စိမိတ်ပြီးပါဇက်ကသူလေးလာရွတ်ဆိုနေကြတိုင်းဖြစ်ပါလိမ့်မယ်အရဟံဗုဒ္ဓံတရဏံကိစ္ဆာမိအရဟံဓမ္မံတရဏံကိစ္ဆာမိအရဟံတန်ခန္တရဏံကိစ္ဆာမိလို့စိတ်ထဲကလိုက်လဲစွာရွတ်ဆိုရှိခိုးလိုက်တဲ့တနည်းအားဖြင့်ပြောရရင်သူ့ကိုယ်သူတရဏဂုံတင်လိုက်တာပေါ့လေလူဆိုးများကလည်းလာတာတာမျက်စိအောက်မှာရှိခိုးနေတဲ့ဘုန်းတော်ကြီးဥဝရမကိုစောင့်ဆိုင်ကြည့်နေကြတယ်အဲ့ဒါလိုဝိုင်းပြီးကြည့်နေကြတော့ဖြုံးဆိုမမျော်လင့်မဲဝုန်းမောင်ကြီးကြလာလိုက်တာဘသူမှမမြင်ကြရတော့ဘူးတဲ့လူဆိုးများလဲကြောက်ရွံ့ထိတ်လန့်ပြီးခြေဦးတဲ့ရာထွက်ပြေးသွားကြတယ်ထက်ဆင်အံ့ဩစရာကောင်းတာကဘုန်းတော်ကြီးဥဝရမလည်းမကြုံစဘူးအံ့ဩကတရဏဂုံတကိုးကိုစဉ်းစားရင်သူ့တကိုယ်လုံးတင်းကျပ်စွာတုံနှောင်ထားတဲ့ကျိုးတွေအလုံးအလိုလိုပြေးသွားတာကိုတွေးလိုက်ရတယ်ဒါနဲ့ဘေးကင်းချမ်းသာစွာမိမိကြောင်ပြန်လာခဲ့တဲ့တကယ်လို့ဘုန်းကြီးဥဝရမဟာအဲ့ဒီအချိန်ကပြန်လွန်တော်မူသွားလျင်လဲနတ်ပြည်ရောက်မှသိကြပါတယ်ဒါလေးကတော့ဓမ္မစရိယဦးထေးလိုက်ရေးတဲ့ခရီးပေါ်ဆိုတဲ့စာအုပ်ထဲကနေဝေမျှပေးထားတာဖြစ်ပါတယ်အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ